ကုသိုလ်တွေငါမှရှိတယ်ဆိုပြီးစိတ်ညစ်เสียမလို့နော်စိတ်ညစ်เสียမလို့ကုသိုလ်တရားတွေကိုယ်တဏ္ဍာမှာများများဖြစ်အောင်လုပ်ဖို့ပဲလိုတယ်သိတတ်တဲ့အရွယ်ကသိတဲ့အသိပညာရလာတဲ့အချိန်ကနေစပြီးကုသိုလ်ဖြစ်အောင်လုပ်ရမယ်အဲ့တော့မြတ်စွာဘုရားဟောထားတဲ့အတွင်းအကြောင်းတွေနံပါတ်1မြတ်စွာဘုရားကဘာကိုဟောလဲဆိုဒီတရားတစ်ခုဟာတဲ့မဖြစ်သေးတဲ့ကုသိုလ်တရားတွေကိုဖြစ်စေနိုင်တယ်ဖြစ်နေပြီးတဲ့အကုသိုလ်တရားတွေကိုလည်းဖယ်ရှားပြစ်နိုင်ပါတယ်ဒီတစ်ခုတည်းကနှစ်ခုလုပ်တယ်လို့ပြောတာနော်တစ်ခုတည်းကဗမာစကားမှာတစ်ချက်ခုတ်နှစ်ချက်ပြတ်ဆိုတာဟောဒီတရားတစ်ခုမိမိတဏ္ဍာမှာရှိလာပြီဆိုရင်မဖြစ်သေးတဲ့ကုသိုလ်တွေဖြစ်လာပြီဖြစ်ပြီးသားအကုသိုလ်တွေကိုဖယ်ရှားနိုင်ပါတယ်လို့သူတို့ဟောတာအဲ့ဒီတရားတစ်မျိုးတစ်မျိုးကို10မျိုးထိအောင်မြတ်စွာဘုရားဟောပေးထားတယ်ဟောအဲ့တော့နံပါတ်1စဟောတဲ့တရားဘာလို့ဆိုအပ္ပမာဒမြန်မာလိုပြန်တော့အပ္ပမာဒဆိုတာမမေ့မလျော့ခြင်းဒီလောက်လေးနဲ့အဓိပ္ပာယ်ကမပေါ်သေးဘူးမမေ့ဘူးဆိုတာမမေ့ဘူးဆိုတာအများကြီးဈေးသွားရမှာမမေ့ဘူးထမင်းချက်ရမှာမမေ့ဘူးလှုပ်ရှားကန်စရာတွေလှုပ်တယ်မမေ့ဘူးအဲ့ဒါမျိုးပြောတာလားနောက်ကမှမမေ့တာတွေကအများကြီးပဲလေဒီနေရာမှာဆိုလိုတာအပ္ပမာဒဆိုတဲ့တရားဟာဆိုတာဒီနေရာမှာ negative နဲ့ပြောထားတာပမာဒကိုအရင်ကြည့်ပမာဒဆိုတာမူရစ်မေ့လျော့နေတာကိုပမာဒလို့ခေါ်တယ်မူရစ်မေ့လျော့နေတာမူရစ်ဆိုမူရစ်ဆေးဝါးလည်းသွားတတိမရနေတယ်နော်ရစ်မူးမေ့လျော့နေတာဆိုပါစို့တယ်လီဗီရှင်းကြည့်ပြီးတော့ချိန်ကုန်မယ်ဂိမ်းကစားပြီးတော့အချိန်ကုန်မယ်ပွဲလန်းသဘင်ကြည့်ပြီးတော့အပျော်ပါးတွေနဲ့အချိန်ကုန်နေမယ်ကိစ္စဝိစ္စတွေနဲ့လှုပ်ပြီးတော့တနေ့တာအချိန်ကုန်နေတယ်ဆိုတာအဲ့ဒါကိုမေ့လျော့တယ်လို့ပဲခေါ်တယ်သူ့မေးလိုက်ရှင်မမေ့ဘူးအလုံးလုံးနေတာပတ်စံရှားနေတာလို့ပဲပြောမှာပဲသို့တော့ဒီအလုပ်တွေနဲ့ရင်မူးပြီးတော့မေ့လျော့နေတယ်လို့ပဲပြောတယ်ဘာကိုမေ့နေတာတော့ဟုတ်တယ်သူအိမ်ကလောက်ရမယ့်ကိစ္စတွေ तू မမေ့တာမှန်တယ်ဘာကိုမေ့နေတာတော့ဆိုတော့ကိုယ့်ကိုကောင်းကျိုးချမ်းသာပေးနိုင်စွမ်းရှိတဲ့ကုသိုလ်တရားဖြစ်အောင်လုပ်ဖို့မေ့နေတယ်လို့သူတို့ပြောတာနော်ကိုယ့်ကိုစဉ်းစားကြည့်လေမေ့လားမမေ့လားမနဲ့မိုးလင်းတဲ့အချိန်ကစဘာကစလှုပ်နေတယ်လဲတနေ့ကုန်ဘာတွေလှုပ်တယ်လဲမေ့ကြည့်လိုက်ကိုယ့်ကိုစစ်ဆေးကြည့်တဲ့အခါကုသိုလ်ဖြစ်တဲ့အချိန်ကများသလားနည်းသလားကြည့်ရအောင်နော်ကုသိုလ်ဖြစ်တဲ့အချိန်များသလားနည်းသလားကိုယ့်ကိုစစ်ဆေးကြည့်တနေ့ကုန်နေလို့ကုသိုလ်ဘယ်နှကြိမ်ဖြစ်တယ်လဲကုသိုလ်ဆိုတာခုနအာလောဘအာရောဓအမောဟဆိုတဲ့သဘာဝတရားတွေကိုယ်တဏ္ဍာမှာဘယ်နှခါဖြစ်နေတယ်လဲဖြစ်ရင်အတိုင်းတာဘယ်လောက်ထိအောင်ဖြစ်လဲဘယ်လောက်ကြာအောင်ဖြစ်တယ်လဲမေးကြည့်ပေါ့နော်စစ်ဆေးပြီးတော့တိုင်းတာကြည့်လိုက်မယ်ဆိုလို့ရှိရင်ဟိုကိစ္စဒီကိစ္စတွေနဲ့ဒီဘက်ကိုမေ့ထားလိုက်တယ်ကုသိုလ်ဆိုတာကိုယ်တဏ္ဍာမှာဖြစ်လာအောင်တတိမရဘူးတဲ့အဲ့ဒါမျိုးကိုပမာဒလို့ခေါ်ပါတယ်ပမာဒဆိုတာကုသိုလ်ကောင်းမှုလုပ်ဖို့မေ့နေတာကိုပမာဒဘာနဲ့မေ့နေတာတော့ဆိုရင်ကာမဂုဏ်အာယုန်တွေနဲ့မေ့နေတယ်လို့ပြောရတယ်နော်ဟိုလိုမေ့တာမဟုတ်ဘူးငါသွားเสียရှိတာကြည်စမ်းမေ့နေလိုက်တာဘယ်သူနဲ့တွေ့เสียရှိတယ်မေ့နေလိုက်တာအဲ့ဒီဟာမျိုးပြောတာမဟုတ်ဘူးနော်ကုသိုလ်လုပ်ဖို့မေ့နေတာကုသိုလ်ဘက်ကိုဥမလဲနိုင်ဘာလို့ဆိုအလုပ်ကိစ္စတွေနဲ့ရှုံးပြီးတော့နေအဲ့ဒီအလုပ်ကိစ္စတွေကဘယ်တော့ပြီးမှလဲဆိုဘယ်တော့မှမပြီးဘူးတစ်ခုပြီးရင်တစ်ခုလာမှာပဲနော်ဒါကြောင့်မို့လူတွေရှေးကလူကြီးတွေပြောတယ်လေငှက်ဆိုတာပြန်ရင်းသေးတယ်လူဆိုတာကြံရင်းသေးတယ်ဘယ်တော့မှအပြည့်တတ်သွားတယ်လို့မရှိဘူးကုသိုလ်ကောင်းမှုလုပ်ဖို့အချိန်အင်မတန်မှနည်းတယ်အဲ့ဒီကုသိုလ်ဘက်ကိုဥမလဲနိုင်မဲနဲ့ကာမဂုဏ်အာယုန်ကိစ္စတွေထဲမှာရစ်မှုပြီးတော့နေတဲ့အနေအထားမျိုးကိုပမာဒလို့ခေါ်ပါတယ်
အဲ့ဒါကိုပြောင်းပြန်လိုက်မှအပ္ပမာဒမမေ့မလျော့ဘူးလို့ဒီလိုအဓိပ္ပာယ်ရတယ်ပေါ့လုပ်ဖြစ်တယ်ကုသိုလ်တွေအမြဲတမ်းကိုယ်စိတ်ကိုကုသိုလ်ဖြစ်အောင်တတိထားနေတယ်ကုသိုလ်ဆိုတာအမှန်တန်တတိထားနိုင်မှဖြစ်တာတဲ့တာမန်နဲ့မဖြစ်ဘူးလူတွေရဲ့စိတ်ကဘယ်ဘက်ကိုညွတ်နေတော့ဆိုအကုသိုလ်ဘက်ကိုညွတ်မကောင်းတဲ့ဘက်တိတ်လွယ်တယ်အမြဲတမ်းကိုင်းညွတ်နေအဲ့ဒါကြောင့်မို့လို့အဘိဓမ္မာကျမ်းကိုဖွင့်ဆိုတဲ့အထတာလိနီဆိုတဲ့အထကရာကြီးမှာကုသိုလ်ဖြစ်ဖို့အတွက်ဒီလောက်ကာမဂုဏ်အာယုန်တွေများနေတဲ့ထဲမှာကုသိုလ်ဖြစ်ဖို့အခွင့်အလမ်းများရှိသေးရဲ့လားမေးပြီးတော့ကုသိုလ်ဖြစ်ဖို့အခွင့်အလမ်းဆိုတာဘာကြောင့်ကုသိုလ်ဖြစ်ရသလဲဆိုတဲ့အခါမှာကုသိုလ်ဖြစ်တဲ့ပုဂ္ဂိုလ်တွေကဘယ်လိုနည်းနဲ့ဖြစ်နေတာတုံးလို့မေးအချက်၄ချက်ကိုသူကဖော်ပြထားတယ်နံပါတ်1ကနိယမိတ determination ပေါ့စိတ်ကိုစောင့်တည်ထားတာဘယ်လိုစောင့်တည်တော့ဆိုကုသိုလ်သာဖြစ်ရမယ်ကုသိုလ်ကိုသာငါလုပ်မယ်နာသနာမှာကုသိုလ်တွေသာဖြစ်စေရမယ်အကုသိုလ်မဖြစ်စေရဘူးလို့စိတ်ကိုဆုံးဖြတ်တာဒါလည်းအမတမအရေးကြီးတယ်နော်ဒီဟာရဲ့စွမ်းရည်တတ္တိကအမတမကြီးတယ်ငယ်လေးတဲ့ကျောင်းနေတဲ့ကလေးတွေဆိုကြည့်ငါဒီနှစ်10တန်းအောင်ရမယ်ဆိုရင်ကြိုးစားတယ်လေဘာဖြစ်ရမယ်ညာဖြစ်ရမယ်ဆိုတဲ့စိတ် determination စိတ်ကိုစောင့်တည်ထားမှုဆုံးဖြတ်ထားမှုဟာအရေးကြီးတယ်ပေါ့အဲ့ဒါကြောင့်မလို့ကိုယ်စိတ်ကိုဆုံးဖြတ်ထားတဲ့ဒီနေ့တနေ့ကုန်ကကုသိုလ်ပဲဖြစ်စေရမယ်ကုသိုလ်ဖြစ်စေရမယ်လို့သတ်မှတ်ဆုံးဖြတ်ထားတာဟာလည်းပဲကုသိုလ်ဖြစ်ဖို့အတွက်အကြောင်းတစ်ခုပဲနောက်တစ်ခုကဘာလဲဆိုပရိနာမိတပရိနာမိတဆိုတာဘာပြောတာတော့ကုသိုလ်ဖြစ်ဖို့အတွက်စိတ်ကလေးကိုညွတ်နေစေရဘယ်ခါပဲဖြစ်ဖြစ်ကုသိုလ်လုပ်ဖို့ပဲစဉ်းစားတယ်ကုသိုလ်ဘက်ကိုစိတ်ညွတ်နေစေရစိတ်ညွတ်တာကအမျိုးမျိုးရှိတယ်လေလောကလူတွေအပျော်ပါဝါသနာပါတဲ့လူကအပျော်ပါပဲတွေးနေဘယ်မှာပွဲရှိတော့ဘယ်မှာရုပ်ရှင်ကောင်းကောင်းရှိတော့ဒါပဲစဉ်းစားစိတ်ညွတ်တယ်ခေါ်တာပေါ့အဲ့ကုသိုလ်ဖြစ်စေခြင်းလို့ရှိရင်ကုသိုလ်လုပ်ဖို့စိတ်ဟာအမြဲတမ်းညွတ်နေရမယ်တဲ့ inclination နော်စိတ်ညွတ်တာနောက်တစ်ခုကဘာတော့ဆိုသမုဒ္ဒါစာရအလေးကျင့်လေးတစ်ခုလုပ်တာမနဲ့အိယာထားလို့ရှိရင်မေတ္တာပို့မယ်ဖျားရှိခိုးမယ်တရားထိုင်မယ်အလေးကျင့်လေးနေ့စဉ်နဲ့အမျှလေးကျင့်ထားပြီးနေ့စဉ်ဖျားကိုပန်းလူမယ်ရေချမ်းလူမယ်စီမီလူမယ်ဟောအလေးကျင့်လေးတစ်ခုလုပ်တာအဲ့ဒါလို့ကုသိုလ်ကောင်းမှုနဲ့ပတ်သက်ပြီးတော့လေ့ကျင့်မှုလေးတစ်ခုလုပ်ထားရင်အလေးကျင့်ပါလားလေ့ကျင့်ကြည့်ပေါ့ဖြတ်ခနဲ့အိယာနိုးလာလို့ရှင်နမောတတရွတ်မိအောင်ရွတ်တပတ်လောက်ရွတ်ကြည့်ပြီးရင်တော့အဲ့ဒါအလေးကျင့်ကြီးတစ်ခုရသွားမှာလုပ်လို့ရနော်လေ့ကျင့်တာအဲ့တော့ကုသိုလ်ဖြစ်ဖို့အတွက်အဲ့ဒီလိုလေ့ကျင့်မှုလိုအပ်တယ်တဲ့နောက်နံပါတ်၄နံပါတ်အကြောင်းတစ်ခုကဘာလို့ဆိုမှန်ကန်တဲ့စိတ်နေသဘောထားနှလုံးသွင်းမှန်ကန်ရမယ်လို့ဆိုကုသိုလ်ဖြစ်ဖို့အတွက်နှလုံးသွင်းမှန်ကန်မှုရှိရမယ်မမရွင်နှလုံးသွင်းခြင်းဖြစ်ကုသိုလ်မဖြစ်နိုင်ဘူးဆိုပါစို့လူမှုတမ်းမှုဒါနနဲ့ပတ်သက်လာလို့ရှိရင်စဉ်းစားတာ2မျိုးရှိတယ်အေးကိုရှိတာကိုသုံးမှာဘယ်သူမှပေးမနေနဲ့ဟောအဲ့လိုတွေးတဲ့လူလည်းရှိတယ်နော်အေးငါတို့မရှိလို့မလှူလို့မရှိဘယ်တော့မှရှိလာမှာမဟုတ်ဘူးတို့ရှိအောင်ကိုရှိတာလေဒါနကောင်းမှုတော့ပြုအောင်မှပဲဟောဒီလိုတွေးတဲ့လူလည်းရှိတာဟောတွေးပုံချင်းနှစ်ခုမတူသည့်အတွက်ကြောင့်ဖြစ်ပေါ်လာတဲ့အကျိုးသက်ရောက်မှုကဘယ်တူမလဲအဲ့ဒါကိုမှန်ကန်တွေးတာကိုယောနိသောမနတိကာရလို့ခေါ်တယ်မမရင်တွေးတာကိုအာယောနိသောမနတိကာရလို့ခေါ်တယ်အဲ့လိုမှန်ကန်တွေးထပ်ဖို့အတွက်ဘာတွေလိုအပ်တယ်လဲလို့ဆိုသူတော်ကောင်းနဲ့ပေါင်းမိဖို့အတွက်လိုအပ်တယ်သူတော်ကောင်းတရားကြားနာဖို့လိုအပ်တယ်ဒါမှစဉ်းစားမှုကမှန်ကန်နိုင်တယ်
ဟောတာကကုသိုလ်ဖြစ်ဖို့အတွက်အကြောင်း၄မျိုးဆိုပြီးတော့ဟောတာဒါ